Hello, Ryan Game နဲ့ပြန်နေကြလိုက်ပါတယ်။ဒီနေ့ကတော့အသစ်ထွက်လာတော့မဲ့ skin နေနဲ့ဒီ hero revenge တွေအကြောင်းကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ base hero တွေရဲ့ base skin တွေထွက်လာမယ်ဆိုတော့နဲ့ base hero တွေကတော့ revenge ရမယ်ဆိုတော့တို့ကြည့်ရအောင်။ Telegram link လေးကိုလည်း comment မှာချပေးရတော့မလို့လာပြီးတော့ join မိကြပါအောင်ဗျ။အရင်ဆုံးအနေနဲ့ဘယ်မို့ရဲ့ဒီ revenge နဲ့စတင်လိုက်ရအောင်။ Ultra animation မှာရင်တော်တော်လေးကိုမိုက်သွားတယ်။ဒါအပြင်မှာဒီ animation နည်းနည်းလေးပိုချသွားပြီဗျ။ background တွေလည်းတော်တော်လေးကိုမိုက်သွားတယ်။စကေးတွေအနေနဲ့ကတော့ပြောင်းလဲမှုမရှိပေမဲ့ဒီ effect တွေကတော့နည်းလေးပိုပြီးတော့မိုက်သွားလို့ထင်တယ်။အတော်အနေထားကိုတစ်ချက်တော့ကြည့်ရအောင်။ Resolution brings victory. Death blood. နောက်တစ်ခုအနေနဲ့ကတော့ Zushin ရဲ့ color skin ပဲဖြစ်ပါတယ်။အဂျလာရဲ့ color skin နဲ့တော့နည်းလေးစင်နေလို့ထင်ရတယ်ဗျ။ Survey design ဘာညာကတော့ကိုပြရတဲ့အတိုင်းဖြစ်ပြီးတော့ဒီထွက်တဲ့ချိန်ကျရင်တော့ဘယ်လောက်မှရဆိုတော့ကြည့်ရမယ်ဗျ။နောက်တစ်ခုအနေနဲ့ကလည်း Zushin skin ပဲဖြစ်ပြီးတော့ဒီ skin အနေနဲ့ကတော့ PA skin လို့သိရတယ်။ဘုံဝင်ရဲ့ဒီ Ammo skin ကိုလည်းကသွားပြီးတော့ဆင်းနေတယ်။သူ့အနေနဲ့ကတော့အော်တိုလာ9ရက်နေမှာထွက်ကြည့်မှာဖြစ်ပြီးတော့ဒီ game နဲ့ဈေးဆိုင်မှာသွားပြီးတော့ဝယ်ရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ edit ရဲ့ကျွန်တော်တို့ဒီ epic skin နဲ့ elite skin ပဲဖြစ်ပါတယ်ဗျာ။ဒါမှဆိုလို့ရှိရင်တော့ skin 2မျိုးထွက်မယ်လို့သိရတယ်။ epic skin ကိုတော့ကျွန်တော်ဒီ epic shop မှာတွေ့ရမယ်လို့ပြောတယ်။ပြောရင်တော့ဗျာဒီဈေးဆိုင်မှာပဲဝယ်ရမှာကိုပြောတာဗျာ။အဲ့လိုမှမဟုတ်ရင်တော့ဒီ kaja epic skin လိုမျိုးကျွန်တော်တို့ဒီခက်တွေလှည့်ရင်းနဲ့ဖောင်းမဲ့ skin လိုမျိုးလည်းဖြစ်နိုင်တယ်။ elite skin ကတော့ဒီ diamond 60နဲ့ဝယ်ရနိုင်တယ်လို့ပြောတယ်ဗျာ။နောက်တစ်ခုအနေနဲ့ကတော့ Xavier ရဲ့ collector skin ဖြစ်ပါတယ်သူ့အနေနဲ့ကိုတော့ကျွန်တော်ကတားလေးမျောလင့်ထားတယ်ဗျ။ဘာလို့လဲဆိုလို့ရှိရင်တော့ဒီဈေးရမကြည့်တဲ့ Beyond the Cloud skin တော့မတော်လေးလာရဆိုလို့ရှိရင်တော့ collector skin တော့တော်ကြီးကိုပူလာမှာပါ။ခုနေ့ထဲမှာပဲထွက်မယ်လို့သိရပြီးတော့ဒီဇင်ဘာလောက်တော့မျောမှန်းတာပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ Long Year skin ဖြစ်ပါတယ်သူ့အနေနဲ့ကတော့ Epic skin မျိုးသားလို့သိရတယ်ဒီနာမည်ကတော့ Leydron လို့သိရတယ်ဗျ။ဒီဇင်ဘာလောက်မှာထွက်မဲ့ skin ဖြစ်ပြီးတော့သူ့ရဲ့ဒီ Android animation ကတော့မသိရသေးဘူး။နောက်တစ်ခုအနေနဲ့ကတော့ Nana Epic skin ဖြစ်ပါတယ်သူ့အနေနဲ့ကတော့ဒါ service ဘာညာတော့ထွက်တယ်free ရရှိမယ်လို့လည်းသိရတယ် diamond နဲ့ပဲဝယ်ရမှာဆိုတော့ကိုယ်တည်းမသိရသေးဘူးဗျနောက်တစ်ခုအနေနဲ့ကတော့132ကောင်မြောက် hero ပဲဖြစ်ပါတယ်ခုမှ129ကောင်ပဲထွက်စီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တစ် season 2ခုသာတော့စောင်းအောင်ပဲနာမည်အနေနဲ့ကတော့ Marcel လို့သိရတယ်သူ့ရဲ့အသက်က22နှစ်လို့သိရတယ်အရက်မြင့်အနေနဲ့ကတော့189 cm လို့ဖြစ်တဲ့အတွက်ကြောင့်မို့9ပေနဲ့ Marcel လက်မှနေပါလို့ရှိတယ်အဲ့ဒီရက်ကကျွန်တော်ရဲ့နဲ့တူတူပဲဖြစ်ပါတယ်စကေးဖက်ဘာညာတာကတော့ဒီနောက်မှလာမယ်လို့သိရတယ်ဗျကဲတော့နောက်တစ်ခုကိုတော်လိုက်ရအောင်နောက်တစ်ခုအနေနဲ့ကတော့ Riven Hero တွေပဲဖြစ်ပါတယ်ဒါမှဆိုလို့ရှိရင်တော့ Riven လုံးမဲ့ထဲမှာ brand ပါမယ်ပြီးရင်ချောင်းပါမယ်ပကွေတို့ carry နဲ့ဒီ free Riven လာမယ်လို့သိရတယ်စကေးတွေကတော့ကိုတက်ဒီဒါ final မြောက်သေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့မပြတော့ဘူးရှား Riven တွေကတော့ကိုယ်တည်းမသိရသေးပေမဲ့ဒီ free Riven ရဲ့ roll ကိုချွတ်တယ်လို့ပြောလို့ရတယ်အဓိကပြောင်းလဲသွားမယ့် spell အနေနဲ့ကတော့ဒီ second spell နဲ့ animate ဖြစ်ပြီးတော့ animate ကြီးကတော့လုံးဝကိုပြောင်းလဲသွားမှာဖြစ်ပါတယ် camera တို့ပဲရှိုးလိုက်တော့ဗျSpirits of Northern Vale, guide me!